Hello bro ကျွန်တော်ဒီနေ့မှာတော့ပေါ့နော် TikTok မှာကိုယ်ဘလော်ထားလို့ရှင်ကိုပြန်ပြီးကျွန်တော်ပြောပြအောင်မှာပဲဖြစ်ပါတယ်ပေါ့နော်အဘောအေးရဆောင်တဲ့ပိုင်တောင်းထားလို့မဘောနော်ကျွန်တော်ဘလော်လေးပြောပြအောင်မှာဖြစ်ပါတယ်ဘလော်မခင်ဘာသာလို့အယုံမိကပြန်ပြီးထင်ပါတယ်ဘာသာလို့အယုံမိလို့လည်းဒီလားအယုံမိလို့လည်းသူမထားသွားခဲ့ရပါမဒီတချင်းကနားထောင်လာတာတမှုတရားချီတဲ့ငွေကြိုးပဲနားထောင်လာတော့မြေကြီးတို့ဘလော့တာပြီးချင်းလို့ရှင်တာဒီတချင်းမနားထောင်လိုက်တော့